ဥပဒေဆိုတာလူတွေကိုအကာအကွယ်ပေးဖို့လားဒါမှမဟုတ်ချင်းချောက်ဖို့လားဒီပြည်တော်ကလွှတ်တော်ထဲမှာအွန်လိုင်းငွေလိမ်မှုတွေအတွက်ဒေတာအထိပြဋ္ဌာန်းလိုက်ချိန်မှာပဲတစ်ဖက်မှာတော့ဒီငွေလိမ်ခိုင်းတွေနဲ့ပတ်သက်နေတယ်လို့ဆွဆွဲခံထားရတဲ့နေကြားစောင့်တက်ခေါင်းဆောင်တဦးကိုထိုင်းနိုင်ငံကဖမ်းဝရမ်းထုတ်လိုက်ပြန်ပါတယ်ဒီနေ့ညနေခင်းရဲ့ထူးခြားတဲ့ဖြစ်ရပ်တွေကိုအတူတူနားဆင်ကြည့်ကြရအောင်ပါမိဘပြည်သူပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့အတွက်ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေထဲမှာတော့ကရင်နယ်ခြားစောင့်တက် BGF ရဲ့ထိပ်ပိုင်းခေါင်းဆောင်ဗိုလ်မှူးစောမုတ်တုံကိုလူကုန်ကူးမှုနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်လိုက်တဲ့သတင်းအွန်လိုင်းငွေလိမ်ခိုင်းတွေမှာအတင်းကျပ်ခိုင်းစီတာနဲ့ညှဉ်းပန်းနှိပ်စက်သူတွေကိုတေတံထိပေးနိုင်မဲ့ဥပဒေတစ်ရပ်ကိုစစ်ကောင်စီလွှတ်တော်ကအတည်ပြုလိုက်တဲ့အကြောင်းလူထုခေါင်းဆောင်တောင်ဆန်းစုကြည်ဖမ်းဆီးခံထားရတာရပ်ပေါင်း2000ကျော်သွားပြီဖြစ်ပေမဲ့အသက်ရှင်နေတဲ့ဆိုတဲ့ခိုင်လုံတဲ့အထောက်အထားမရှိသေးဘူးလို့တားဖြစ်သူကပြောဆိုလိုက်တဲ့သတင်းတွေပါဝင်နေပါတယ်ဒါအပြင်အညာအတာကိုအလုံးစုံဖိနှိပ်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီရဲ့ဒုတိယကြိမ်ရက်တရာစီမံကိန်းကြောင်းညောင်ဦးလေစိတ်ကရဟတ်ရင်စခန်းကိုရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့အခြေအနေရခိုင်ပြည်နယ်ကလယ်သမားတွေအရှုံးပေါ်လို့စိုက်ပျိုးဧကတွေရှော့ချနေရတဲ့အခက်အခဲမော်လမြိုင်မှာယထာပို့ဆောင်ရေးဥပဒေကိုအသုံးချပြီးအခြေခံလူဒန်းစားတွေအပေါ်ခွဲခြားဆက်ဆံနေတဲ့ဖြစ်ရပ်နဲ့2026ခုနှစ်ပထမ6လအတွင်းမြန်မာနိုင်ငံမှာရသား450ကျော်တည်ဆုံခဲ့တယ်လို့ ACIDT အဖွဲ့ကထုတ်ပြန်လိုက်တဲ့သတင်းတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတွေကိုအသေးစိတ်ကြည့်အောင်ပါပထမဆုံးအနေနဲ့မန္တလေးတိုင်းညောင်ဦးလေစိတ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ရဟတ်ရင်စခန်းတိုက်ခိုက်ခံရတဲ့သတင်းကနေစတင်ကြပါမယ်ဇူလိုင်လ28ရက်နေ့ည7:00နာရီခွဲလောက်မှာညောင်ဦးလေစိတ်ထဲက IT5 တိုက်ခိုက်ရေးရဟတ်ရင်တွေဂျိုင်ယိုကော်ပတာတွေနဲ့လောင်စာစီကန်တွေရှိရနေရာတွေကိုတရားခွန်မဲ့မရှော့တိုက်ဒုံးရှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကို Bravo Warriors for Myanmar အဖွဲ့ကဦးဆောင်ပြီး No More Dictatorship အညာ Justice Brothers Force စတောင်မိုးကျိုးအဖွဲ့ထောင်သာ PLA နဲ့ညောင်ဦးခရိုင်တရင်9တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာပါပြစ်ခတ်ခဲ့တဲ့ဒုံးရှစ်လုံးထဲမှာ9လုံးကပြစ်မှတ်ကိုအောင်မြင်စွာထိမှန်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အဆောင်၄ခုထိခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က10ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အနက်6ယောက်သေဆုံးခဲ့တယ်လို့မြေပြင်သတင်းတွေရသိရပါတယ်။ညောင်ဦးလေစိတ်ဟာပခုတ်ကူမြိုင်မြစ်ချေနဲ့ချင်းတောင်တန်းကကြောက်ထုဒေသတွေထိနေစဉ်ဘုံကျဲတိုက်ခိုက်နေတဲ့ရဟတ်ရင်တွေအခြေစိုက်ရနေရဖြစ်တဲ့အတွက်အခုလိုတိုက်ခိုက်ခဲ့တာလို့တော်လိုင်းရေးအင်အားစုတွေကပြောပါတယ်။အညာဒေသရဲ့နောက်ထပ်သတင်းတစ်ခုကတော့မကွေးတိုင်းအောင်လံမြို့နယ်ကဖြစ်ရပါဇူလိုင်လ28ရက်နေ့ညနေ9:00နာရီလောက်မှာအောင်လံမြို့နယ်ပြက်လွတ်တိုက်နယ်ရဲစခန်းကိုတော်လိုင်းရေးအင်အားစုတွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။9မိနစ်လောက်ပဲကြာတဲ့ဒီတိုက်ပွဲအတွင်းမှာကင်းဆောင်နေတဲ့ရဲတအုပ်ပပဝင်ရဲ2ဦးသေဆုံးပြီးနောက်ထပ်2ဦးဒဏ်ရာရခဲ့ပါတယ်။တော်လိုင်းရေးရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တရက်ခရိုင်အမတ်နဲ့တရင်ကလည်းစစ်ကောင်စီရဲ့စခန်းတွေနဲ့နှိစက်တဲ့နေရာတွေကိုပြည်သူတွေတွာလာတာမလုပ်ကြဖို့သတိပေးထားပါတယ်။စစ်သားတွေတော်ထဲမှာမျက်စိလဲလမ်းမပြီးအဖမ်းခံရတဲ့အဖြစ်အပျက်တစ်ခုလည်းမကွေးတိုင်းပေါင်းမြို့နယ်ထဲမှာဖြစ်ပွားခဲ့ပါတယ်။မခုတ်ကူအခြေဆိုင်တက်မ101ကနေထွက်လာပြီးကြေးရွာတွေကိုမီးရှို့ဖို့လာတဲ့စစ်ကြောင်းတွေကရဲနှုတ်ဟာစစ်ကြောင်းနဲ့ပြက်ကြံရစ်ခဲ့တာပါသူတို့ဟာတောထဲမှာတစ်ပတ်လောက်မျက်စိလဲပြီးအစာရေစာပြက်လက်ကဖျားနာနေတဲ့အတွက်ဒေသခံပြည်သူတဦးစီမှာဆန်သွားတောင်းရကနေမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဇူလိုင်လ29ရက်နေ့မှာအရှင်းလက်လက်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်သူတို့နဲ့အတူ MA3 တနက်တလက် N89 ဘုံပစ်လောင်ချပါတဲ့တနက်တလက်နဲ့ကြီးစံ300ကျော်ကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်ပြည်တွင်းစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ACLED အဖွဲ့ကစိတ်မကောင်းစရာအချက်လက်တွေကိုထုတ်ပြန်ထားပါတယ်2026ခုနှစ်ပထမ6လအတွင်းမှာစစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကြောင့်အရက်သား450ကျော်သေဆုံးခဲ့ရပြီးအဲ့ဒီထက်က40ရာခိုင်နှုန်းဟာစကိုင်းမကွေးနဲ့မန္တလေးတိုင်းတို့ပါဝင်တဲ့အညာဒေသမှာဖြစ်ပွားခဲ့တာပါအထူးသဖြင့်ပြီးခဲ့တဲ့မတ်လမှာဗိုလ်ချုပ်ကြီးရဲဝင်းဦးကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်ပိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုပုံစံတွေပြောင်းလဲလာပြီးပြစ်မှတ်တစ်ခုတည်းကို Jet Fighter အများပြားနဲ့အုပ်စုလိုက်ဘုံကျဲတဲ့နီလန်းကိုတုံးလာတာကြောင့်အရက်သားတိကျမှုပိုများလာတယ်လို့ဆိုပါတယ်စကိုင်းတိုင်းကရေကန်ရွာမှာ9နှစ်အရွယ်ကလေး2ဦးအပါအဝင်10ဦးသေဆုံးခဲ့တာလင်မြို့နယ်ငါးပေးရွာမှာလေကြောင်းတိုက်ခိုက်မှုကြောင့်လူနာ10ဦးသေဆုံးခဲ့တာတွေဟာဒီနေ့အတွင်းကခြေကွဲစရာဖြစ်ရတွေပါပဲကရင်ဒေသကဒီမော့ဆိုမြို့အနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်စစ်ကောင်စီဟာဒေါငန်ခါကြေးရွာကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာပါနန်းဖက်ခုံဒေါငန်ခါလမ်းပိုင်းကိုရရှိဖို့အတွက်လေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေကိုအလုံးမင်းအသုံးပြုနေပါတယ်တိုက်ပွဲတွေပြင်းထန်လွန်းတာကြောင့်တော်လှန်ရေးဘူပေါင်းတပ်ဖွဲ့တွေရဲ့ရှေ့တန်းစခန်းတချို့ကိုယာယီဆုတ်ခွာပေးလိုက်ရပေမဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာကျောင်းသားမာတင်ရပ်တန့်နေရပြီးဒေါငန်ခါရွာတွေကိုလွယ်လွယ်နဲ့ဝင်လို့မရသေးဘူးလို့မြေပြင်သတင်းတွေကဆိုပါတယ်နိုင်ငံရေးသတင်းတွေနဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေကိုကြည့်အောင်ပါဒေါအောင်ဆန်းစုကြည်စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံထားရတာဒီကနေ့ဆိုရင်ရက်ပေါင်း2000ကျော်သွားပါပြီဒါပေမဲ့တာဖြစ်သူကိုထိန်လင်းခေါ်ကင်အရစ်ကတော့သူ့မိခင်အသက်ရှင်နေသေးတယ်ဆိုတဲ့ယုံကြည်စိတ်ချရတဲ့တပ်တွေအထောက်ထားတစုံတရာကိုအခုထိမရရှိသေးဘူးလို့လူမှုကွန်ရက်ကနေပြောဆိုလိုက်ပါတယ်အသက်82နှစ်အရွယ်ရှိပြီဖြစ်တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးကိုမိသားစုနဲ့ရောပြင်ပကဘာနဲ့ပါအဆက်အသွယ်ဖြတ်တောက်ပြီးဘာကြောင့်ဖုံးကွယ်ထားရတယ်လဲဆိုတာကိုလည်းသူကမေးခွန်းထုတ်ထားပါတယ်ဘယ်အစိုးရဘယ်တန်တမန်မှလည်းဖုံးနဲ့တောင်စကားပြောခွင့်မရကြသေးတယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုလည်းဘယ်သူမှအတိမပြုနိုင်သေးတဲ့ပေါ်စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်ထိုင်းနိုင်ငံဘက်ကလည်း
ထူးခြားတဲ့ရေးယူမှုတစ်ခုလှုပ်ဆောင်လာပါတယ်။ကရင်ပြည်နယ်မြောက်ဒီမြို့နယ်တောင်ပိုင်းမှာဩဇာအာဏာရှိတဲ့ BGF တပ်နယ်လေးတပ်မှုဗိုလ်မှူးစောမုတ်တုံကိုလူကုန်ကူးမှုနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန DSI ကဖမ်းဝရမ်းထုတ်လိုက်တာပါ။ဗိုလ်မှူးစောမုတ်တုံဟာအိန္ဒိယနိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားတွေကိုမြောက်ဒီဒေသတွေကိုတရားမဝင်ခေါ်ဆောင်ပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာအတင်းကျပ်ခိုင်းစေမှုတွေနဲ့ဆက်ဆက်နေတယ်လို့ဆွဆွဲခံထားရပါတယ်။ထိုင်းတရားရုံးကထုတ်လိုက်တဲ့ဖမ်းဝရမ်းဟာ2039ခုနှစ်အထိ15နှစ်တိုင်တိုင်အာဏာတည်မှာဖြစ်ပါတယ်။သူဟာထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိတယ်လို့တပ်တွေကိုလည်းဖျက်ဆီးနိုင်ခြေရှိတယ်လို့ယူဆရတဲ့အတွက်အခုလိုဝရမ်းထုတ်လိုက်တာပါ။စောမုတ်တုံဟာ BGF ခေါင်းဆောင်ဗိုလ်ချုပ်စောချစ်သူရဲ့အရင်အနည်းဆုံးလူယုံတဦးလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းဂျပန်နိုင်ငံခြားရေးဝန်ကြီးမိုတက်ဂီတိုရှိမစုကမြန်မာစစ်တပ်အနေနဲ့ဂျပန်နဲ့ဆက်ဆံရေးဒုတက်ချင်းရဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ဒေါန်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးခံထားရသူအလုံးကိုပြန်လွတ်ပေးဖို့နဲ့နိုင်ငံရေးအရတိုးတက်မှုတွေဖော်ဆောင်ပြဖို့လိုအပ်တယ်လို့တိုကျိုမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။မြန်မာပြည်သူတွေရဲ့လူနေမှုဘဝတိုးတက်ဖို့အတွက်ဂျပန်ဆိုရကဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပေမဲ့အခြေခံလိုအပ်ချက်တွေကိုတော့မရှိမဖြစ်လှုပ်ဆောင်ပြမယ်လို့ဆိုပါတယ်။ခုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့ညနေခင်းသတင်းတွေရဲ့ပထမပိုင်းပဲဖြစ်ပါတယ်။ကြန့်ရှိနေသေးတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုဒုတိယပိုင်းမှာဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။နိုင်ငံရေးနဲ့လူခွင့်ရေးသတင်းတွေကိုဆက်လက်တင်ဆက်ပေးကြပါမယ်။မန္တလေးမြို့ကရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းကိုထက်မြတ်အောင်အပါအဝင်တပိတ်ကောင်းဆောင်ရှိဦးကိုစစ်ကောင်စီတရားရုံးကနေစုစုပေါင်းထောင်ဒဏ်32နှစ်စီမတရားအမိန့်ချမှတ်လိုက်တဲ့သတင်းဟာလူငယ်တို့ကြားမှာရောနိုင်ငံရေးအတိုင်းဝိုင်းကြားမှာပါတုံ့လို့ဆရာဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ12ရက်နေ့ကမန္တလေးအိုးဘိုထောင်တွင်တရားရုံးမှာဒီအမိန့်ကိုချမှတ်ခဲ့တာပါ။အမိန့်ချမှတ်ခံရသူတွေထဲမှာကိုထက်မြတ်အောင်အပြင်ဒေါက်တာဒေဇာဆန်းကိုနန်းလင်းကိုခန့်ဝင်းဖြူတို့လိုလူသိများတဲ့တပိတ်ခေါင်းဆောင်တွေပါဝင်နေပါတယ်သူတို့ကိုရွေးကောက်ပွဲနှောက်ယှက်ဟန်တားခြင်းဆိုင်ရာဥပဒေပုံမှန်23နဲ့အမှု3ခုအတွက်ထောင်ဒဏ်အနှစ်30နဲ့အကြမ်းဖက်မှုတိုက်ဖြစ်ဥပဒေပုံမှန်50နဲ့ကနဲ့ထောင်ဒဏ်9နှစ်စုစုပေါင်း38နှစ်အထိဖြစ်နိုင်ပေမဲ့အခုတော့32နှစ်စီကြာခံဖို့အမိန့်ချလိုက်တာပါဒီလူငယ်တွေဟာ2025ခုနှစ်ဒီဇင်ဘာလတုန်းကစစ်ကောင်းဆောင်မင်းအောင်လှိုင်မန္တလေးကိုလာချိန်မှာဈေးကြိုတပိတ်ကိုဖော်ဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်သူတို့ကိုဖမ်းဆီးပြီးနောက်9လနီးပါးကြာအောင်သတင်းစာနာဖျောက်ထားပြီးမှအခုလိုမတရားထောင်ဒဏ်တွေချမှတ်လိုက်တာဖြစ်တဲ့အတွက်ရတနာပုံတက္ကသိုလ်ကျောင်းသားများတမကကတော့ဒါကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားပါတယ်အချင်းထောင်တွေကလူခွင့်ရေးချိုးဖောက်မှုတွေဟာလူကြီးတွေမကပဲအပြစ်မဲ့တဲ့မွေးကင်းစကလေးငယ်တွေရဲ့အသက်ကိုပါရိုက်ခတ်လာနေပါတယ်ပဲခူးတိုင်းဒိုင်ဦးဗဟိုအချင်းထောင်မှာနိုင်ငံရေးအချင်းသူ29ဦးကိုမတရားတိုက်ပိတ်ထားရုံနဲ့မကပဲကျမ်းမာရေးစောင့်ရှောက်မှုတွေပါပိတ်ပင်ထားတာကြောင့်မွေးကင်းစကလေးငယ်တဦးတေဆုံးခဲ့ရတဲ့ခြေကွဲစရာဖြစ်တစ်ခုဖြစ်ပွားခဲ့ပါတယ်ထောင်ဝနာပိုင်းတွေဟာကိုဝင်ဆောင်အမျိုးသမီးတွေကိုပြင်ပဆေးရုံတက်ခွင့်မပေးဘဲထောင်ထဲမှာပဲမေးဖွားခိုင်းခဲ့တယ်လို့မေးဖွားပြီးနောက်မှာလည်းလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးခဲ့တာကြောင့်ဒီကလေးငယ်ဟာ24နာရီအတွင်းမှာပဲတေဆုံးခဲ့ရတာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကထုတ်ပြန်ပါတယ်။ဒါ့အပြင်တိုက်ပိတ်ခံထားရတဲ့အမျိုးသမီးတွေကိုတနေ့ကိုရေ1လီတာပဲပေးတာ14ရက်ကြာအောင်ရေချိုးခွင့်မပေးတာတွေအပြင်နံပါတ်တုတ်တွေနဲ့ဝိုင်းရိုက်တာတွေပါလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒီလိုလူခွေချိုးဖောက်မှုတွေကိုဦးစီးရရှိဒေါ်စင်မကြီးအောင်ဦးဆောင်တဲ့ထောင်ဝင်တန်း9ဦးကကျူးလွန်နေတာဖြစ်တယ်လို့အကျဉ်းသားကူညီရေးဖွဲ့တွေကဆိုပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့မှာလည်းဥပဒေရဲ့ရှေ့မှာလူတိုင်းမတူညီဘူးဆိုတာကိုပြသနေတဲ့ဖြစ်ရပ်တစ်ခုကြောင့်ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ယထာပို့ဆောင်ရေးဥပဒေကိုအသုံးချပြီးစီကံမဲ့နေထိုင်သူ61ယောက်ကိုအရေးယူရမှာခွဲခြားဆက်ဆံမှုတွေရှိခဲ့တာပါ။မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးဒေါ်မြတ်တန်ဦးဆောင်တဲ့54ယောက်အဖွဲ့ကိုတော့ဒဏ်ငွေ3သိန်းစီပဲအမိန့်ချခဲ့ပေမဲ့ခွန်းတထွေးမိတဲ့စင်ရသားအမျိုးသမီး4ယောက်ကိုတော့ထောင်ဒဏ်2လစီအမိန့်ချလိုက်တာဖြစ်ပါတယ်။ဥပဒေရဲ့အထက်မှာဘယ်သူရှိနေသလဲဆိုပြီးမြို့ကန်တွေကမေးခွန်းထုတ်နေကြပါတယ်။ဒေါ်မြတန်းရဲ့နောက်ွယ်မှာဝန်ကြီးချုပ်ဇနီးနဲ့ပြည်내အုပ်ချုပ်ရေးမှူးဇနီးတွေရှိနေတာကြောင့်မြို့နယ်တရားသူကြီးကထောင်မချရဲတာဖြစ်နိုင်တယ်လို့လည်းဝေဖန်သူတွေကဆိုကြပါတယ်။ရာဇဝတ်မှုသတင်းတွေဘက်ကိုတစ်ချက်ကြည့်အောင်ပါ။ထိုင်းနိုင်ငံတရားရုံးကနေကရင်နယ်ခြားစောင့်တပ် BGF ရဲ့တပ်နယ်လေးတပ်မှုဗိုလ်မှူးစောမုတ်တုံကိုဖမ်းဝရမ်းထုတ်လိုက်တဲ့ကိစ္စဟာအခုရက်ပိုင်းမှာအလွန်ဟော့ဖြစ်နေပါတယ်။ဗိုလ်မှူးစောမုတ်တုံဟာအိန္ဒိယနိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားတွေကိုလူကုန်ကူးပြီးမြဝတီဒေသတွေကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာအတင်းကျပ်ခိုင်းစေမှုတွေနဲ့ပတ်သက်နေတယ်လို့ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန DSI ကဆွဆွဲထားပါတယ်။ဒီဖမ်းဝရမ်းဟာ2039ခုနှစ်အထိ15နှစ်တိုင်တိုင်အာဏာတည်မှာဖြစ်ပါတယ်။ထူးခြားတာကဗိုလ်မှူးစောမုတ်တုံဟာ BGF ခေါင်းဆောင်ဗိုလ်ချုပ်စောချစ်သူရဲ့အရင်းနှီးဆုံးလူယုံတဦးဖြစ်တယ်လို့ KK Park လူမျိုးနာမည်ဆိုးနဲ့ကြော်ကြားတဲ့အွန်လိုင်းငွေလိမ်စခန်းတွေရဲ့လုံခြုံရေးကိုတာဝန်ယူပေးထားသူလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံဘက်ကအခုလိုဖမ်းဝရမ်းထုတ်လိုက်တာဟာအမေရိကန် FBI နဲ့ပူးပေါင်းပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နင်းဖို့ကြိုးပမ်းတဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီကအွန်လိုင်းငွေလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေတစ်ရက်ကိုဇူလိုင်လ29ရက်နေ့မှာအတည်ပြုလိုက်ပါတယ်။ဒီဥပဒေအရအွန်လိုင်းငွေလိမ်လည်မှုတွေကျူးလွန်စေဖို့တခြားသူကိုအတင်းကျပ်ခိုင်းစေတာညှဉ်းပန်းနှိပ်စက်တာတရားမဝင်ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ရင်တေတံအထိပေးနိုင်မှာဖြစ်ပါတယ်။အွန်လိုင်းငွေလိမ်ကိုင်းကိုဦးစီးလုတ်ကင်သူတွေနဲ့ digital ငွေကြေးသုံးပြီးလိမ်လည်သူတွေကိုတော့တသက်တကြွအထိချမှတ်နိုင်မှာပါ။ဒါပေမဲ့လိလာစောင့်ကြည့်သူတွေကတော့ဒီဥပဒေဟာနိုင်ငံတကာဖိအားကြောင့်ဟန်ပြလှုပ်ဆောင်တာသာဖြစ်ပြီးမြေပြင်မှာတကယ်ကျူးလွန်နေတဲ့လက်နက်ကိုင်းအဖွဲ့အစည်းတွေကိုအရေးယူနိုင်မလားဆိုတာကတော့မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ဆိုကြပါတယ်
ပြည်ပရောက်ရှိနေတဲ့မြန်မာအလုပ်သမားတွေနဲ့ပတ်သက်တဲ့သတင်းတစ်ခုကိုလည်းတင်ဆက်ပေးချင်ပါတယ်။စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဦးခင်မောင်စိုးကပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့သူတို့ရရှိတဲ့လစာရဲ့25%ကိုတရားဝင်ဗန်စနစ်ကနေမိသားစုစီမဖြစ်မနေပြန်လွှဲဖို့ဇူလိုင်လ26ရက်နေ့ကပြောဆိုခဲ့ပါတယ်။နိုင်ငံအပေါ်သက်စာရှိဖို့နဲ့လူမှုစီးပွားဘဝတွေတိုးတက်ဖို့အတွက်လွှဲရမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့မလေးရှားရောက်မြန်မာလုပ်သားတွေကတော့ဒါကိုမယုံကြည်ကြပါဘူး။ကျွန်တော်တို့မှာကာကွယ်ပေးမဲ့အစိုးရကောင်မရှိဘူး။တန်ယုံတွေကလည်းအလုပ်သမားတွေအခက်အခဲဖြစ်ရင်ထိထိရောက်ကူညီတာမရှိဘူးလို့အလုပ်သမားတွေကပြောပါတယ်။ပြည်ပငွေလဲနှုန်းကမလေးရှားတရင်းကစ်ကို1185ကျပ်ရနေချိန်မှာစစ်ကောင်စီတတ်မှတ်တဲ့ဗဟိုဘဏ်ဈေးက900ကျပ်သာရှိနေတာကြောင့်အလုပ်သမားတွေဟာအခွန်နဲ့ထပ်ပေးနေရတယ်လို့ခံစားနေကြတာပါ။စီးပွားရေးနဲ့ကုန်စည်နှုန်းကဏ္ဍမှာလည်းပြည်သူတွေအလူးလဲခံနေရပါတယ်အခြေခံစားတောက်ကုန်တစ်ခုဖြစ်တဲ့ကြက်ဥတစ်လုံးကို900ကျပ်အထိပေးဝယ်နေရတဲ့အခြေအနေဟာအညာဒေသတွေမကပဲတနိုင်ငံလုံးမှာဖြစ်ပေါ်နေပါတယ်ဝင်းမြရေးဆိုင်ရာကာကွယ်ဆေးတွေနဲ့အစာကုန်ကြမ်းတွေတင်သွင်းလို့မရတော့တာကြောင့်ကြက်ဥထွက်နှုန်းကျဆင်းပြီးဈေးနှုန်းတွေတဟုန်ထိုးမြင့်တက်လာတာဖြစ်ပါတယ်ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံဟာလက်ရှိကမ္ဘာအဆိုးရွားဆုံးအငတ်ပေးကြားရောက်နိုင်တဲ့နေရာ6ခုထဲမှာတစ်ခုအပါဝင်ဖြစ်နေပါတယ်ဒီလိုအကြက်တဲတွေကြားထဲမှာပဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့မြေပြင်လက်တွေ့ဘဝနဲ့ကင်းကွာတဲ့စစ်ကူးရင်အိမ်မက်တွေကိုပြောဆိုနေပြန်ပါတယ်ဇူလိုင်လ28ရက်နေ့ကရန်ကုန်မလွှကုန်းဒီဇယ်ဆက်ကောင်ပြင်ဆင်ရေးရုံကိုတွားရောက်စစ်ဆေးချိန်မှာရန်ကုန်မြို့မှာမြေရောက်ရထားလမ်းတွေတိစောက်ဖို့နဲ့အနာဂတ်မှာလျှက်စစ်ရထားတွေပြည့်စွက်ဖို့ညွှန်ကြားခဲ့ပါတယ်။ရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေမှာတောင်လျှက်စစ်မီးကိုမှန်မှန်မပေးနိုင်ပဲပြည်သူတွေအမှောင်ထဲမှာဒုက္ခရောက်နေချိန်မှာမြေအောက်ရထားလမ်းဖောက်မယ်လို့ပြောနေတာဟာမျက်နှာပြောင်တိုက်လိမ့်လည်နေတာသာဖြစ်တယ်လို့မြို့ကန်တွေကဝေဖန်နေကြပါတယ်။ရခိုင်ပြည်နယ်ကလယ်သမားတွေရဲ့အခြေအနေကလည်းစိတ်မကောင်းစရာပါ။ဒီနှစ်စိုက်ပျိုးရာဒီမှာရခိုင်လယ်သမားတွေဟာလေယာဧကတွေကိုအကြီးအကျယ်ရှော့ချပြီးစိုက်ပျိုးနေကြရပါတယ်။အရင်နှစ်တွေကထွက်ရှိတဲ့စပါးတွေကိုပြည်မကိုတင်ပို့ခွင့်မရတာကြောင့်ဈေးကောင်းမရခဲ့သလိုသွင်းရစုစရိတ်တွေကလည်း3ဆလောက်မြင့်တက်သွားတာကြောင့်300သည်စက်တိုက်အရှုံးပေါ်နေကြတာပါ။စိုက်ပျိုးရေးဦးစီးဌာနစီးရင်အရရခိုင်မှာလယ်ဧက12သိန်းကျော်ရှိပေမဲ့ဒီနှစ်မှာတော့ဧက9သိန်းဝန်းကျင်လောက်ပဲစိုက်ပျိုးနိုင်တော့မယ်လို့လယ်သမားအသင်းဖွဲ့တွေကခန့်မှန်းထားပါတယ်။နိုင်ငံတကာသတင်းတွေဘက်ကိုလှည့်ကြည့်မယ်ဆိုရင်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ရဲ့ဇနီးမီလာနီယာထရန့်နဲ့တားဖြစ်သူဘာရွန်ထရန့်တို့ကိုလုပ်ကြံဖို့တိုက်တွန်းထားတဲ့ဗီဒီယိုတစ်ခုကိုအီရန်ရဲ့အစ္စလမ်တော်လှန်ရေးအစောင့်တပ် IRGC နဲ့ဆက်ဆက်နေတဲ့သတင်းဌာနတစ်ခုကဖြန့်ဝေခဲ့တာကြောင့်အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီကစုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။မီလာနီယာကိုဘယ်မှာတတ်မလဲလို့အမည်ပေးထားတဲ့ဒီဗီဒီယိုမှာ AI နည်းပညာနဲ့ဖန်တီးထားတဲ့ပုံရိပ်တွေကိုသုံးထားပြီး Trump ရဲ့မိသားစုဝင်တွေကိုလုပ်ကြံဖို့အခွင့်အလမ်းရှိနိုင်တဲ့နေရာတွေကိုပါဖော်ပြထားပါတယ်။အမေရိကန်အစိုးရကတော့ဒါကိုပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ပြင်ဆင်နေပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းနိုင်ငံရေးအပြောင်းအလဲတွေဖြစ်နေပါတယ်။ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကသူ့ရဲ့ပထမနယ်ကိုချင်းချောက်ခံရရင်တော့မှဒီနေ့မကုန်ခင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုချင်းတေပေါက်ပြန်သွားမယ်လို့အိန္ဒိယကနေပြောကြားလိုက်ပါတယ်။သူမဟာចောင်းသားတွေရဲ့ဆန္ဒပြပွဲတွေကြောင့်ယာဒူးကနေနှုတ်ထွက်ပြီးထွက်ပြေးခဲ့ရသူဖြစ်တယ်လို့ဆန္ဒပြသူတွေကိုတပ်ဖြတ်ဖို့အမိန်ပေးကဲမှုနဲ့လည်းတရားစွဲခံထားရသူဖြစ်ပါတယ်။ဒါပေမဲ့သူမကတော့သူမကိုထောက်ခံတဲ့ပြည်သူတွေကတောင်းဆိုနေတာကြောင့်ပြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။အမေရိကန်နဲ့တရုတ်ကြားကနေပညာစစ်ပွဲကလည်းပုံမပြင်းထန်လာပါတယ်။အမေရိကန်ဆက်သွယ်ရေးကော်မရှင် FCC ကတရုတ်နိုင်ငံထုတ်လူတူစက်ရုပ်တွေနဲ့ power inverter တွေကိုတင်သွင်းခွင့်ပိတ်ပင်လိုက်ပါတယ်။ဒီပစ္စည်းတွေဟာအမေရိကန်ရဲ့မျိုးသားလုံခြုံရေးကိုထိခိုက်စေနိုင်ပြီးစိုက်ဘာလုံခြုံရေးအန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။တရုတ်တန်ယုံကတော့ဒါဟာတရုတ်ကုမ္ပဏီတွေကိုအတရေဖြစ်တာဖြစ်ပြီးချိန်ချောက်မှုတွေကိုရပ်တန့်ဖို့တုံ့ပြန်ထားပါတယ်။အရှိလေပိုင်းဒေသမှာတော့အခြေအနေတွေဟာတောက်လောင်နေတဲ့မိဘုံတွေကိုလောင်စာစီလောင်းထည့်လိုက်တယ်လို့မျိုးပို့ပြီးတော့ပြင်းထန်လာနေပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ29ရက်နေ့ကအီရန်နိုင်ငံဟာဂျော်ဒန်နိုင်ငံထဲမှာရှိနေတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုပဲထိန်ဒုံးကြီးတွေအသုံးပြုပြီးအငိုက်ဖန်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကစတင်ခဲ့တဲ့အမေရိကန်နဲ့အီရန်ကြားကစစ်ပွဲအတွင်းအပြင်းထန်ဆုံးတိုက်ခိုက်မှုတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။အမေရိကန်ဗဟိုစစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်အရအီရန်ဘက်ကပစ်ခတ်လိုက်တဲ့ဒုံးကြီးအလုံးကိုကြားဖြတ်ဟန်တားနိုင်ခဲ့တယ်လို့ဆိုပေမဲ့ဒီစစ်ပွဲကိုစတင်ခဲ့ချိန်ကနေအခုထိအမေရိကန်တပ်ဖွဲ့ဝင်19ဦးသေဆုံးပြီး600ကျော်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်ဟာဆော်ဒီအာရေဗျတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးအီရန်နိုင်ငံအနီးတစ်ဝိုက်နဲ့အီရန်နိုင်ငံအရှေ့ပိုင်းမှာရှိနေတဲ့အီရန်ကြောထောက်နောက်ခံပြုပြည်သူ့စစ်စခန်းတွေကိုလေကြောင်းကနေပြင်းပြင်းထန်ထန်ပြန်လည်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီတိုက်ခိုက်မှုတွေဟာအစပဲရှိသေးတယ်အီရန်ကိုမှတ်လောက်သားလောက်အောင်ပြန်လည်တုံ့ပြန်သွားမယ်လို့ဒေါသတကြီးပြောဆိုလိုက်ပါတယ်။ဒီစစ်ပွဲဟာအီရန်နိုင်ငံတဲကိုပါကူးစက်ပြန့်နှံ့လာနေပြီးအီရန်ကြောထောက်နောက်ခံပြုပြည်သူ့စစ်အဖွဲ့တွေဘက်ကလည်းသူတို့ရဲ့ရဲဘော်20ကျော်သေဆုံးပြီး32ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းပင်လယ်နီဒေသအတွင်းကရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေဟာအီရန်ကြောထောက်နောက်ခံပြုဟူသီလက်နက်ကိုင်အဖွဲ့တွေရဲ့ချင်းချောက်မှုကိုခံနေရပါတယ်။ဟူသီအဖွဲ့ဟာဆော်ဒီသင်္ဘောတွေကိုတိုက်ခိုက်တာတွေလှုပ်ဆောင်နေတယ်လို့ပင်လယ်နီလမ်းကြောင်းကိုလည်းပိတ်ပစ်မယ်လို့ကြေညာထားပါတယ်။ဒါကြောင့်ဆော်ဒီအာရေဗျနိုင်ငံဟာဒီချင်းချောက်မှုတွေကိုကာကွယ်ဖို့အတွက်နိုင်ငံတကာမဟာမိတ်အဖွဲ့တစ်ခုဖွဲ့စည်းနိုင်ဖို့ကြိုးပမ်းနေပါတယ်။ဒီစစ်ပွဲတွေကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေဟာလည်းတဟုန်ထိုးမြင့်တက်လာနေပါတယ်။ဒါတွေမကသေးပဲလာမယ့်သတင်းပတ်တွေအတွင်းမှာအီရန်နိုင်ငံဟာတရုတ်နိုင်ငံထုတ်
ပခုံတန်လေရင်ပြည့်ဒုံးလောင်ချ400နီးပါးကိုလက်ခံရရှိဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေကြောင့်အမေရိကန်နဲ့အနောက်နိုင်ငံတွေကစိုးရိမ်ပူပန်နေကြပါတယ်။အမေရိကန်ဒေါ်လာတန်း60ကနေ80ကျတန်ဖိုးရှိတဲ့ဒီဝယ်ယူမှုမှာတရုတ်နိုင်ငံထုတ် QW စနစ်နဲ့ FN16 မော်ဒယ်တွေပါဝင်နေပါတယ်။ဒါအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကိုမြင့်တင်ဖို့အကြီးမားဆုံးကြိုးပမ်းမှုတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတော့ဒီသတင်းတွေဟာအခြေမြင့်မရှိဘူးလို့ညွှန်ဆိုထားပါတယ်။ယူကရိန်းနဲ့ရုရှားစစ်ပွဲဘက်ကိုကြည့်မယ်ဆိုရင်လည်းဒီနှစ်ဇူလိုင်လဟာယူကရိန်းအရက်သားတွေအတွက်အသေးအပြောက်အများဆုံးလဖြစ်ခဲ့ပါတယ်။ဇူလိုင်လအတွင်းမှာတင်ရုရှားရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းအရက်သား389ဦးသေဆုံးခဲ့ရပါတယ်။ရုရှားဟာယူကရိန်းမြို့ကြီးတွေကို drone တွေဒုံးကျည်တွေနဲ့နေ့စဉ်ရက်ဆက်တိုက်ခိုက်နေပြီးယူကရိန်းသမ္မတဇလန်စကီကတော့ရုရှားရဲ့အရှိန်မြင့်လာတဲ့တိုက်ခိုက်မှုတွေကိုဟန်တားနိုင်ဖို့အတွက်အမေရိကန်စီကနေလေကြောင်းရန်ကာကွယ်ရေးလက်နက်တွေအရေးပေါ်ကူညီပေးဖို့တောင်းဆိုထားပါတယ်။ယူကရိန်းဘက်ကလည်းရုရှားရဲ့လောင်စာဆီတူလောင်ရုံတွေကိုဒုံးကျည်တွေနဲ့ပြန်လည်တိုက်ခိုက်နေတာကြောင့်ရုရှားအစိုးရဟာဒီဇယ်ဆီတင်ပို့မှုကိုဒီနှစ်ကုန်အထိထပ်မံပိတ်ပင်ထားရပါတယ်။ဤပညာလောကမှာလည်းထူးခြားတဲ့သတင်းတစ်ခုရှိနေပါတယ်။ကမ္ဘာတဝန်းမှာအသုံးပြုသူတန်ပေါင်း1000ကျော်ရှိနေတဲ့ Telegram လူမှုကွန်ရက်ကိုတည်ထောင်သူ Pavel Durov ကိုရုရှားအစိုးရကနိုင်ငံတကာဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ Telegram ဟာရုရှားနိုင်ငံတွင်းကအကြမ်းဖက်မှုတွေငွေကြေးလိမ်လည်မှုတွေနဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုစီစဉ်တဲ့နေရာမှာအသုံးပြုခံနေရပြီးဒီအချက်လက်တွေကိုဖယ်ရှားပေးဖို့ပြက်ကွက်ခဲ့တယ်လို့ဆွဆွဲထားပါတယ်။ဘာပဲဒူရော့ဖာရုရှားနိုင်ငံသားဖြစ်ပေမဲ့ UAE နဲ့ပြင်စ်နိုင်ငံသားလက်မှတ်တွေကိုလည်းကင်ဆောင်ထားသူဖြစ်ပါတယ်။လက်ရှိမှာပြင်သစ်အာဏာပိုင်တွေကလည်းသူ့ကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။တဘာဝဘေးသတင်းအနေနဲ့ဂျပန်နိုင်ငံတောင်ပိုင်းကူမာမိုတိုမြို့မှာပြင်းအား9.3ဆင့်ရှိတဲ့အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့်သေဆုံးသူ18ဦးအထိရှိလာပြီးလူပေါင်း60ကျော်ဒဏ်ရာရခဲ့ပါတယ်။ငလျင်ကြောင့်လမ်းတရားတွေပျက်စီးပြီးလက်ရှိမီနဲ့တောက်သုံးရည်ပြတ်တောက်နေသလိုလူပေါင်း8000ကျော်ဟာကယ်ဆယ်ရေးစခန်းတွေမှာခိုလုံနေကြရပါတယ်။ငလျင်လှုပ်ပြီးနောက်ပိုင်းမှာဈေးဝယ်စင်တာတစ်ခုအတွင်းမှာလည်းပောက်ကွဲမှုဖြစ်ပွားခဲ့လို့လူငယ်အမျိုးသမီး2ဦးသေဆုံးခဲ့ရပါတယ်။ကျန်းမာရေးသတင်းတွေနဲ့ယူဂန်ဒါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အီဘိုလာရောဂါကူးစက်မှုကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်ရောဂါကင်းစင်ကြောင်းကြေညာဖို့ပြင်ဆင်နေတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။ကမ္ဘာကျန်းမာရေးအဖွဲ့ကသတ်မှတ်ထားတဲ့42ရက်ကြာစောင့်ကြည့်ကာလအတွင်းလူနာတစ်ထပ်မံမတွေ့ရှိရတော့တဲ့အတွက်အခုလိုကြေညာနိုင်တာဖြစ်ပါတယ်။အားကစားသတင်းတွေဘက်ကိုလှည့်ကြည့်အောင်ပါ။ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကကမ္ဘာဖလားပြိုင်ပွဲတွေရဲ့ရှယ်ယာတွေကိုပုဂ္ဂလိကယင်းနှိမ့်မြုပ်နှံသူတွေစီရောင်းချဖို့စီစဉ်နေတဲ့အပေါ်ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကပြင်းပြင်းထန်ထန်ကန့်ကွက်နေပါတယ်။ FIFA အနေနဲ့အမေရိကန်ယင်းနှိမ့်မြုပ်နှံမှုဖွဲ့တစ်ခုစီကနေဒေါ်လာ42ဘီလီယံထိရရှိဖို့မျှော်လင့်ထားပေမဲ့ UEFA ကတော့ဘောလုံးလောကရဲ့စိတ်ဓာတ်နဲ့အုပ်ချုပ်မှုကိုငွေနဲ့ရောင်းစားလို့မရဘူးလို့တုံ့ပြန်ထားပါတယ်။ကလပ်တင်းသတင်းတွေမှာတော့နီးပြအလွန်ဆိုရဲ့အသင်းဟာဝက်ဆန်အသင်းကို6-4 ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာအသက်18နှစ်အရွယ်ကစားသမားလေးဒါဘာရက်ကလည်းအလွန်ဆိုလက်ထက်မှာပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။လက်ရှိမှာအသင်းဟာဒန်နီဝဲဘတ်နဲ့ကွင်းလယ်လူဂျော်ဒန်ဟန်ဒါဆန်တို့ကိုခေါ်ယူဖို့ဆွေးနွေးနေတယ်လို့သိရပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုပြန်ကြည့်မယ်ဆိုရင်ကမ္ဘာကြီးရောကျွန်တော်တို့မြန်မာနိုင်ငံမှာမငြိမ်မသက်မှုတွေအကြက်တဲတွေနဲ့ရင်ဆိုင်နေရတာကိုတွေ့ရပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီး9နှစ်နီးပါးကြာလာချိန်မှာလူအခွင့်အရေးချိုးဖောက်မှုတွေကကမ္ဘာမှာအဆိုးရွားဆုံးအခြေအနေကိုရောက်နေတယ်လို့စောင့်ကြည့်သူတွေကဆိုပါတယ်။စစ်တပ်ဟာဒရုန်းတွေနဲ့နည်းပညာအသစ်တွေကိုအသုံးပြုပြီးအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်နိုင်ငံတကာရဲ့ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေအရေးတကြီးလိုအပ်နေပါတယ်။သတင်းဥမှာကျွန်တော်ပြောခဲ့တဲ့ဥပဒေဆိုတာလူတွေကိုအကာအကွယ်ပေးဖို့လားဒါမှမဟုတ်ချင်းချောက်ဖို့လားဆိုတဲ့မေးခွန်းကတော့အခုထိအဖြေရှာနေရဆဲဖြစ်ပါတယ်။စစ်ကောင်စီကအွန်လိုင်းငွေလိမ်ကိုင်းတွေကိုတည်တံပေးမယ်လို့ဥပဒေပြဋ္ဌာန်းလိုက်ချိန်မှာပဲသူတို့ကိုယ်တိုင်ကဒီလုပ်ငန်းတွေကိုအကာအကွယ်ပေးနေတယ်ဆိုတဲ့သက်သေတွေထွက်ပေါ်နေပါတယ်။ထိုင်းနိုင်ငံကဗိုလ်မှူးစောမုတ်တုံကိုဖမ်းဝရမ်းထုတ်လိုက်တာဟာဒီမောင်ခိုလောကရဲ့ကွင်းဆက်တစ်ခုကိုစတင်ဖြိုခွဲလိုက်တာဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အမှန်တရားနဲ့တရားမျှတမှုဟာတနေ့မှာတော့ချိန်သေးပေါက်အနိုင်ရလိမ့်မယ်လို့ကျွန်တော်တို့အပြေအဝယုံကြည်ထားပါတယ်။ဒီကနေ့သတင်းအစီအစဉ်ကတော့ဒီမှာပြီးဆုံးပါပြီ။မိဘပြည်သူအားလုံးကိုကျမ်းမာစိတ်ချမ်းသာကြပြီးဘေးအန္တရာယ်အားလုံးမှဝေးကွာကြပါစေခင်ဗျာ။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုဇက်တိုက်နှိမ်နင်းနေပေမဲ့အဲ့ဒီကြားဖြန့်လုပ်ငန်းတွေကနေရာပြောင်းပြီးအရင်လိုပဲဆက်လက်ကြီးထွားလာနေတယ်လို့သိရပါတယ်။ဘာကြောင့်မှလဲမတ်သူစာလင်းကပြောပြမှာပါ။ရွှေကိုကိုကအွန်လိုင်းလောင်းကစားလုပ်ငန်းကြားဖြန့်လုပ်ငန်းတွေဟာမြောက်ရီမြို့မြောက်ဖက်မှာရှိတဲ့စစ်တပ်လက်လှမ်းမမီပဲ KNA ထိန်းချုပ်ထားတဲ့နေရာတွေကိုအများကြီးရွှေ့ပြောင်းလာကြတယ်လို့အဲ့ဒီနေရာတွေကိုကိုယ်တိုင်ရောက်ရှိခဲ့တဲ့မြေပြင်အခြေအနေသိရှိသူက BBC ကိုပြောပါတယ်။တနေရာထဲမှာတင်အဆောက်အုံ10နဲ့ချီရှိနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။တချို့နေရာတွေမှာတော့လုပ်ငန်းလည်ပတ်နေကြပြီဖြစ်ပြီးအပြင်လူဝင်ထွက်သွားလာလို့မရပဲလုံခြုံရေးတင်းကျပ်ထားတယ်လို့ကိုယ်တိုင်မြင်တွေ့ခဲ့ရသူကပြောပါတယ်။
အဲ့ဒီငွေလိမ်လုပ်ငန်းတွေကိုတော့တရုတ်လူမျိုးတွေကဥဆောင်လုပ်ကိုင်နေကြပြီးကရင်ပြည်နယ်နယ်ကြားဆောင်တက် BGF ကနေအမိပြောင်းသွားတဲ့ KNA တပ်ရင်းတွေကအကာအကွယ်ပေးထားတယ်လို့ဆိုပါတယ်အဲ့ဒီကြားဖြန့် site တွေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့မြေပြင်ခြေနေသိရှိသူပြောတာကဟိုလက်ရှိဒီလိုကတော့ဒီအင်တာနက်ပေါ်ရောက်သွားမှာဆိုလို့လည်းရင်းရကန့်တတ်ထားပြီးတော့ဒီလိုဒီအပြေလူလုံးဝပေးမဝင်တာအထက်ကလူဖုန်းပေးမခိုင်းတာမျိုးအဲ့လိုမျိုးတွေကတော့ပြောရမယ်အစားကတော့လက်ရှိအရင်လိုအင်းကြီးလည်းကတော့တော့တစ်ခါနှစ်ခါအလုံးတုံးလေးတဲ့နောက်တစ်ခါမှအလုံးတုံးလေးတဲ့အဲ့ဒီခွဲလောက်တာပဲအရင်က BGF ထိန်းချုပ်ခဲ့တဲ့ထိုင်းမြန်မာနယ်စပ်ရွှေကုတ်ကိုဒေသဟာလူကုန်ကူးမှုနဲ့ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေအများဆုံးလုပ်ကင်ခဲ့တဲ့ဒေသဖြစ်နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပါတယ်2025အောက်တိုဘာလလယ်လောက်ကစပြီးဒီနေရာတွေကိုစစ်တပ်ဘက်ကဝင်ရောက်စီးနီးဖမ်းဆီးတာတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်လက်ရှိမှာလည်းအွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေကြမ်းကိုအတည်ပြုရေးဆွဲထားပြီးပြစ်မှုကျူးလွန်သူတွေကိုထောင်ဒဏ်အပြင်သေဒဏ်ချမှတ်နိုင်တဲ့ဥပဒေကြမ်းကိုပြဋ္ဌာန်းထားပါတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းတွေမပပျောက်သွားပဲဘာကြောင့်ပို့ပြီးကြီးထွားနေတာပါလဲမြေပြင်ခြေနေသိရှိသူတဦးပြောတာကိုလုံခြုံရေးရအတန်စားထိုးဖတ်ပေးထားပါတယ်နှိမ်နင်းနေဆိုတဲ့သူတွေနဲ့ကျူးလွန်သူတွေကပူးပေါင်းညှိနှိုင်းလုပ်နေကြတာဟန်ပြနှိမ်နင်းနေကြတာဒီလုပ်ငန်းတွေမှာစေအုပ်စုရောစေအုပ်စုနဲ့ပူးပေါင်းထားတဲ့ကင်ဒေတာတွေလက်နက်ကိုင်အဖွဲ့တွေရောဘောင်းဆောင်အားဆက်ကြီးလိုင်းကြီးဘော်ရာကြီးတွေကိုအောက်ခြေရက်ွက်အုပ်ချုပ်မှုကနေစပြီးတော့အပေါ်ထိအပေးအလုပ်ပြီးလှုပ်ရှားနေကြတာဒီနေ့ဖမ်းမယ်ဆိုရင်3ရက်လောက်ကြိုရွှေ့ထားအဖမ်းပြဖို့လောက်ပဲခြံထားတယ်ဖမ်းမိတဲ့သူတွေဆိုရင်လည်းဘယ်တရားရုံးမှာဘယ်ပုံမှန်နဲ့ရေးရဆိုတဲ့နောက်ဆက်တွဲသတင်းတွေမတွေ့ရတော့ဘူးပြီးခဲ့တဲ့ဇူလိုင်လ25ရက်နေ့ကလည်း DKBA ထိန်းချုပ်ထားတဲ့မြောက်ရီမြို့တောင်ဘက်ကြောက်ခက်ဒေသမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့ပြီးလူပေါင်း800နီးပါးဖမ်းဆီးမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အမေရိကန်ဆိုရအနေနဲ့လည်းအာဆီယံဒေသတွင်းကငွေလိမ်ကိုင်းပါဝင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုထိရောက်စွာနှိမ်နင်းနိုင်ရေးအတွက်အမေရိကန်ဒေါ်လာ 2.5 သန်းထောက်ပံ့သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။မတ်သူဇာလင်းသတင်းပေးပို့ခဲ့တာပါ။သောတာရှင်များရှင်139ခွန်စစ်စင်ရေးပြီးကလေးကတရုတ်မြန်မာနယ်စပ်ကုံသွေးဂိတ်တွေရပ်နားထားရတာကြောင့်ဒေသခံတွေဟာတနိုင်တစ်ပိုင်းကုံသွေးသက်ဆောင်ပြီးစားဝတ်နေရေးဖြစ်ရှင်းနေကြရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်စစ်တပ်ကတော့တရုတ်နဲ့ညှိနှိုင်းပြီးရင်နယ်စပ်ဂိတ်တွေကိုနေရာပြောင်းဖွင့်လိမ့်မယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်တရုတ်နယ်စပ်ကုံသွေးပြန်ဖွင့်နိုင်ဖို့ဘယ်လိုအခြေအနေရှိနေပါလဲမတ်ရွှေပိုးနီကပြောပြမှာပါ139ခွန်စစ်စင်ရေးပြီးကလေးကလက်ရှိချိန်ထိ3နှစ်ကျော်ပိတ်ထားတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်တွေမှာအခုတော့တရုတ်ဘက်ကကွန်မြူနတီတွေမြန်မာနိုင်ငံထဲသွင်းဖို့မြန်မာလူသမားတွေငှားရမ်းပြီးတင်သွင်းနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ညီနောင်မဟာမိတ်အဖွဲ့တွေစတင်ခဲ့တဲ့139ခွန်စစ်စင်ရေးနောက်ပိုင်းကစလို့မူဆယ်နယ်စပ်မှာရှိတဲ့တရားဝင်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့နန်းတော်ဂိတ်၊ကျင်စန်းကျော့စတဲ့ဂိတ်တွေမှာတရားဝင်နယ်စပ်ဖြတ်ကျော်မှုတွေရပ်တန့်ခဲ့ပြီးတဲ့နောက်အခုလိုတနိုင်တစ်ပိုင်းတည်ဆောင်မှုတွေရှိလာနေတာလည်းဖြစ်ပါတယ်။ဒေသခံတွေကတော့အလုပ်ကိုင်မရှိတာနယ်မြေအခြေအနေမငြိမ်းချမ်းတာတွေကြောင့်တရုတ်လုပ်ငန်းရှင်တွေခေါ်ခိုင်းတဲ့အတိုင်းတရုတ်ဘက်ကနေအသီးအနှံနဲ့လူအုံဆောင်တွေကိုမြန်မာပြည်ဘက်ကိုတည်ဆောင်ပေးနေရတယ်လို့ဆိုကြပါတယ်။လက်ရှိမူဆယ်ရဲ့အခြေအနေကိုဒေသခံတအူပြောပြတာကကျမတို့ဘက်ကသွားလို့မရတာကုန်သွယ်လို့မရတာသူတို့ကကန့်သက်ထားပြီးမယူဘူးမကြည့်ဘူးပေါ့နော်သူတို့လိုချင်တဲ့ကုန်ကြရင်ရအောင်ထုတ်သွားတယ်အဲ့လိုမျိုးပေါ့အလုပ်သမားဖြစ်သွားတာပေါ့အခုကတော့အစားလုံးလည်းမရှိဘူးရေးချက်ကြလမ်းမမရှိဘူးအေးရ9မိုင်ရနေဒီဘက်ကနံပါတ်ကရကိုခိုင်တဲ့နံပါတ်ကတော့ပြန်ရဖို့ရှိထားပါပြီစစ်ကောင်စီဘက်ကပြန်ရဖို့ဒီစိန်ဒီဟိုတာပေးခြင်းမပေးခြင်းဆိုတာကိုခိုင်နေရဲ့သူတို့သုံးချက်ကအခုကထိအားဘယ်လိုလာမလဲမသိဘူးလေအဲ့လိုမျိုးအဲ့ဒီကပေးလိုက်ပြီဆိုတော့သူတို့အဲ့ဘက်ကငန်းချောင်းကသူတို့ဖွင့်မယ်ဆိုပြီးသူတို့ရည်ရွယ်ထားတယ်ပေါ့နော်မြန်မာဘက်ကဆိုရင်ကုန်ပစ္စည်းတင်သွင်းမှုကိုတော့တရုတ်ဘက်ကတင်းတင်းကြပ်ကြပ်ကန့်သက်ထားပြီးမြန်မာဘက်ကတော့အသီးအနှံကအစားအလျက်စစ်ပစ္စည်းအဝတ်အထည်တွေပါမကျန်အကုန်ပို့ဆောင်နေတာလို့လည်းဒေသခံတွေကပြောပါတယ်ဒါပေမဲ့နယ်စပ်ဂိတ်ကနေတဆင့်အဲ့ဒီကုန်ပစ္စည်းတွေရန်ကုန်မန္တလေးလိုပြည်တွင်းအထိတည်ဆောင်လာတဲ့အခါမှာတော့လမ်းကြီးတစ်လျှောက်စစ်ဆေးရေးဂိတ်တွေအများကြီးကိုဖျက်နေရတယ်လို့လည်းကုန်သည်တွေကပြောကြပါတယ်ဒါအပြင်ဂိတ်ကြီးကလည်းတဂိတ်ကို9000ကနေပစ္စည်းပေါ်မူတည်ပြီးငွေကျပ်10ကနန်းလောက်ထိပေးနေရတယ်လို့လည်းဆိုကြပါတယ်ကုန်သွယ်ရေးလုပ်ငန်းနဲ့နှီးစပ်သူတူပြောပြတာကသူတားမြစ်ထားတဲ့ကုန်လေးဒါတန်နိုင်ငံလုံးသိနေတာပဲအဲ့ဒါကိုလူတွေကတင်တောင်းမှာပေါ့ဗျာဒါတော့တဲ့တယ်ပြောရင်တရားဝင်မှခွင့်ပြုမထားတဲ့ဟာကိုကျွန်တော်သိတာတော့ဒီပြည်တော်စုလမ်းမကြီးကဖွင့်ဖို့မှာဒါကနိုင်ငံကိစ္စဖြစ်နေတဲ့အတွက်ရက်တရတော့ကျွန်တော်တို့အခုပဲ9လပိုင်းကုန်တော့မှာဟုတ်10လပိုင်းလမ်းလေလောက်တော့ဖွင့်လိုက်မယ်လို့လည်းကျွန်တော်တို့တော့မျှော်လင့်တာပေါ့လေတရုတ်နိုင်ငံရဲ့ဖိအားကြောင့်တရုတ်မြန်မာနယ်စပ်ဂိတ်တွေပြန်လည်ဖွင့်ခဲ့ရင်လည်းမြန်မာဘက်ကကုန်ပစ္စည်းတင်ပို့မှုကိုတရုတ်ဘက်ကတင်းကျပ်ထားတာကြောင့်စီးပွားရေးပြန်ကောင်းလာနိုင်ဖို့မျှော်လင့်ချက်သိမ်းမရှိနိုင်ဘူးလို့လည်းကုန်သည်တွေနဲ့ဒေသခံတွေကပြောပြကြပါတယ်။ဒါကြောင့်အဓိကအနေနဲ့ကတော့သွင်းကုန်ပို့ကုန်မူဝါဒတွေဖြေလျှော့ပေးဖို့လိုအပ်နေသလိုလမ်းတစ်လျှောက်ကငွေတောင်းခံနေတဲ့ဂိတ်တွေကိုလည်းလျှော့ချအစီအစဉ်ပေးဖို့လိုအပ်တယ်လို့လည်းဆိုကြပါတယ်။မတ်ရွှေပိုးနီသတင်းပေးပို့ခဲ့တာပါသောတရှင်များရှင်ရတနာဘုံတက္ကသိုလ်ကျောင်းသားများတမကဥက္ကဋ္ဌမန္တလေးတပိတ်အဖွဲ့ဝင်ကိုထက်မြက်အောင်အပါအဝင်၈ဦးကိုစစ်တပ်ကထောင်ဒဏ်38နှစ်ချမှတ်လိုက်တယ်လို့ရတနာဘုံ
ကျောင်းသားများသမဂ္ဂကမနေ့ကထုတ်ပြန်ထားပါတယ်ကိုထက်မြက်အောင်အပါအဝင်တပိတ်အဖွဲ့ဝင်တွေကိုဘယ်လိုဥပဒေတွေနဲ့တရားစွဲထောင်ချခဲ့တာပါလဲမတ်သီရီဇော်ကစူးစီးပြောပြမှာပါစစ်အာဏာရှင်တိုက်ဖြတ်ရေးတပိတ်အဖွဲ့ကကိုထက်မြက်အောင်အပါအဝင်၈ဦးကိုမန္တလေးမြို့မှာရှိတဲ့ရဲစခန်း၃ခုကနေရွေးကောက်ပွဲဥပဒေအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေတွေနဲ့တရားစွဲဆိုခဲ့ပြီးထောင်ဒဏ်38နှစ်စီချမှတ်လိုက်တာပါကိုထက်မြက်အောင်ဟာအာဏာသိမ်းချိန်ကစပြီးမန္တလေးမြို့လမ်းမထက်မှာအကြမ်းမဖက်တပိတ်တိုက်ပွဲတွေကိုဦးဆောင်ခဲ့တာကြောင့်စစ်တပ်ကစုချင်းငွေနဲ့ဖမ်းဝရမ်းထုတ်ထားခဲ့သူလည်းဖြစ်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ14ရက်နေ့ကမန္တလေးတပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းနဲ့တခြားတပိတ်အဖွဲ့ဝင်တွေနဲ့အတူစစ်တပ်ရဲ့ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒဖော်ထုတ်ချိန်မှာပဲဖမ်းဆီးခံလိုက်ရပါတယ်။အဲဒီနောက်ပိုင်းဆက်ဆက်တဲ့တခြားတပိတ်ကော်မတီဝင်တွေပါဇက်တိုက်ဖမ်းဆီးခံရတာဖြစ်တယ်လို့ဒီအခြေအနေကိုသိရှိသူတွေကပြောပါတယ်။အခုလိုထောင်ဒဏ်နှစ်ရှည်ချခံရတဲ့အပေါ်နှွေဦးတော်လှန်ရေးလူလူလှုပ်ရှားမှုမှာဥဆောင်ပါဝင်ခဲ့သူရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလင်းပြောတာကစေဥစုကပါဇက်ကနေတာဘတ်တွေတွေပြောဒီမိုကရေစီတွေပြောရွေးကောက်ပွဲတွေလှုပ်လှူအောင်လှုပ်တော်တွေနဲ့တွားနေပြင်မဲ့လို့တကယ်လူတို့ရဲ့လွတ်လပ်တဲ့နိုင်ငံရေးလှုပ်ရှားမှုတွေလူတို့ရဲ့လွတ်လပ်တဲ့နိုင်ငံရေးစံနာတွေနဲ့ပတ်သက်ရင်တော့ဒါပြောမယ်ဆိုရင်တကယ်လည်းအားကိုမတရားတဲ့ဥပဒေကိုအားကိုဒါရင်းနဲ့ဖိနှိပ်နေတဲ့အခြေအနေလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျတစ်ဖက်ကလည်းကိုအကြောင်းဖက်ဒီတိုက်ဖြတ်ရေးဥပဒေဆိုတာလည်းပဲဒါလူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုပြင်းပြင်းထန်ထန်နှိပ်ကွပ်ချင်လို့ဖိနှိပ်ချင်လို့သုံးတဲ့မတရားတဲ့ဥပဒေလို့မြင်ပါတယ်ကိုထက်မြက်အောင်ဟာဖမ်းဆီးခံရချိန်မှာရိုက်နှက်ခံရတာတွေကြောင့်သူ့ကျန်းမာရေးအတွက်စိတ်ပူစရာအခြေအနေမှာရှိတယ်လို့ကိုနန်းလင်းကဆိုပါတယ်ရှင်းမပင်စလင်းကြီးကျေးရွာပေါင်းစုံလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီကကိုလွမ်းသူကလည်းအခုလိုပြောပါတယ်ဒီထောင်နဲ့နှစ်ချီတွေချမှတ်တာကတော့ဒီစကကျန်တဲ့သူတွေကိုစိတ်သက်စင်ရလုပ်တယ်ကျွန်တော်ရဲဘော်ကြီးပေါ့အခြားသောဒီအထက်မှာရောက်နေတဲ့နိုင်ငံရေးကျင်းသားအားလုံးအတွက်ကျွန်တော်တို့ဆက်ပြီးတော့နိုင်တဲ့နေရာကအလွတ်မြောက်ရေးအတွက်တော့ဆက်သွားနေမယ်စစ်တပ်ကလူမှုကွန်ရက်ပေါ်မှာသူတို့ကိုစန့်ကျင်ကြောင်းရေးသားသူတွေကိုအကြမ်းဖက်ပုံမှန်တွေနဲ့အရေးယူနေပြီးအာဏာသိမ်းပြီးနောက်ပိုင်းအာဏာသိမ်းမှုကိုစန့်ကျင်တဲ့လှုပ်ဆောင်မှုတွေနဲ့ဖမ်းဆီးခံရတဲ့အထက်မှာရဟန်းတန်ကဝန်ထမ်းတွေအပြင်ကလေးတွေပါဝင်ခဲ့သလိုနေအိမ်ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်အရေးယူခံထားရသူတွေလည်းရှိတယ်လို့နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရစစ်တပ်အာဏာသိမ်းပြီးချိန်ကနေအခုနှစ်ဇူလိုင်လ28ရက်နေ့အထိဒီမိုကရေစီအရေးလှုပ်ရှားသူစုစုပေါင်း8211ဦးသေဆုံးခဲ့ပြီးဖမ်းဆီးခံရသူ3100ကျော်ရှိပြီဖြစ်ပါတယ်ရှင်။ FIFA ဘောလုံးဖွဲ့ချုပ်ကသူတို့ရဲ့ဘောလုံးပွဲစဉ်တွေကျင်းပနိုင်ဖို့အတွက်ဒေါ်လာဘီလီယံ20ဘိုးရှယ်ယာတွေထုတ်ရောင်းမှုစီစဉ်နေတာနဲ့ပတ်သက်လို့အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။ EU အားကစားရေးရာအကြီးအကဲ Glenn Mikalev ကကျုပ်တို့ရဲ့ဘောလုံးအားကစားကိုဝင်မရှုပ်ပါနဲ့လို့သူ့ရဲ့ Twitter လူမှုကွန်ရက်ပေါ်မှာ post တင်ထားပြီး FIFA ဘောလုံးအဖွဲ့ချုပ်ဟာဘောလုံးအားကစားကိုစီးပွားရေးအကျိုးအမြတ်ရအောင်အားသွန်ခွန်စိုက်ကြိုးပမ်းနေတယ်လို့ဆွဆွဲလိုက်ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကလည်းကမ္ဘာဖလားဘောလုံးပွဲဟာရောင်းဝယ်ဖောက်ကားခွင့်ရဖို့လုပ်တဲ့ပွဲတစ်ခုမဟုတ်ဘူးလို့ပြောဆိုလိုက်ပြီးဒီကနေ့မှာအရေးပေါ်အစည်းအဝေးကျင်းပဖို့စီစဉ်နေပါတယ်။ FIFA ဘောလုံးဖွဲ့ချုပ်ကသူ့ကိုကြောထောက်နောက်ခံပေးနေတဲ့ပုဂ္ဂလိကအုပ်စုတစုကိုသမ္မတ Trump ရဲ့တမက်ဖြစ်သူရဲ့ညီကြီးကြပ်တဲ့စူဦးတီထွေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကဥဆောင်ပေးဖို့လိုလားနေပါတယ်။ FIFA ရဲ့အကြီးအကဲဟောင်း Sepp Blatter ကလည်းလက်ရှိဥက္ကဋ္ဌ Gianni Infantino နဲ့ American သမ္မတ Trump အကြားရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဘောလုံးအားကစားရဲ့ငွေကြေးဆိုင်ရာရှုထောင့်ပေါ်အကြီးအကျယ်ထိခိုက်သွားစေတယ်လို့ပြောပါတယ်ရှင်။အီရတ်နိုင်ငံကိုအမေရိကန်နဲ့ဆော်ဒီအာရေဗျတို့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာနဲ့ပတ်သက်လို့အီရန်ကပြစ်တင်ဝေဖန်လိုက်ပြီးဒါဟာဒေသရင်းမှာစစ်ပွဲပိုပြန့်နှံ့ကြီးထွားလာအောင်လုပ်ဖို့ကြိုးစားမှုတစ်ရပ်ဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။အီရတ်မှာရှိတဲ့အီရန်ရဲ့မဟာမိတ်တပ်ဖွဲ့တစ်ခုဖြစ်ပြီးအီရန်လုံခြုံရေးတပ်ဖွဲ့နဲ့ပူးပေါင်းထားတဲ့ Popular Mobilization Forces တပ်ဖွဲ့ကမနေ့ညကအမေရိကန်နဲ့ဆော်ဒီအာရေဗျရဲ့ပူးပေါင်းတိုက်ခိုက်မှုအတွင်းသူတို့ရဲ့အဖွဲ့ဝင်အနည်းဆုံး20လောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဂျော်ဒန်နိုင်ငံမှာရှိတဲ့အမေရိကန်စစ်ကွပ်ကဲရေးစခန်းတစ်ခုကိုပဲထိန်ဒုံးတွေနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းအီရန်ကပြောခဲ့ပြီးမှပဲအဲ့ဒီအဖွဲ့အပေါ်လေကြောင်းကနေတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါတိုက်ခိုက်မှုတွေထပ်ဖြစ်ခဲ့တာကြောင့်ရေနံဈေးနှုန်းတွေပြန်ထိုးတက်သွားခဲ့ပါတယ်ရှင်အမေရိကန်နိုင်ငံရဲ့ပြည်ပလုပ် robot စက်ရုံတွေတင်သွင်းမှုတားမြစ်ထားခြင်းအပြင်အမေရိကန်အစိုးရဟာတရုတ်ကုမ္ပဏီတွေကိုဖိနှိပ်ဖို့ကြိုးစားနေတယ်ဆိုပြီးတရုတ်အစိုးရကဆွဆွဲပြောဆိုလိုက်ပါတယ်ဒီ robot တွေဟာအမေရိကန်ရဲ့နိုင်ငံတော်လုံခြုံရေးအပေါ်လက်မခံနိုင်စရာအန်ဒီရဲ့ပေးနိုင်တယ်လို့အမေရိကန်အစိုးရကပြောပါတယ်။ဒါဟာအမေရိကန်ရဲ့ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေကိုအကာအကွယ်ပေးဖို့လုပ်တဲ့ဝါဒဖြစ်တယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရသူကဖော်ညွှန်းပြောဆိုလိုက်ပြီးတရုတ်အစိုးရအနေနဲ့လည်းတရုတ်ကုမ္ပဏီတွေကိုကာကွယ်စောင့်ရှောက်ဖို့မလုပ်မဖြစ်လုပ်ဖို့လိုအပ်တာတွေကိုလှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ American Federal ဆက်သွယ်ရေးကော်မရှင်ကလည်း
data စခန်းတွေနဲ့ solar ပြားတွေမှာအသုံးပြုတဲ့ power inverter တွေ American နဲ့တင်သွင်းမှုကိုတားမြစ်ထားပြီးအဲ့ဒီပစ္စည်းတွေဟာ American စီးပွားရေးကိုထိခိုက်စေမဲ့အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်ရှင်။ဂျပန်နိုင်ငံတောင်ပိုင်းမှာအင်္ဂါနေ့ကလှုပ်ခတ်ခဲ့တဲ့အားပြင်းငလျင်ကြီးအတွင်းပျောက်ဆုံးနေသူတွေကိုကယ်ဆယ်ရေးဝန်ထမ်းတွေကဆက်လက်ရှာဖွေနေရမှာသေဆုံးသွားသူအရေအတွက်တဖြည်းဖြည်းချင်းတိုးလာနေပါတယ်။ကူမာမိုတိုဒေသမှာလူ14ဦးသေဆုံးကြောင်းအတည်ပြုထားပြီးလူအတော်များများအသက်ရှင်မဲ့ပုံမျိုးမတွေ့ရတော့ပါဘူး။အပူချိန်မြင့်တက်လာနေချိန်မှာပဲကယ်ဆယ်ရေးဝန်ထမ်းတွေကစက်ကူစက်ရုံတစ်ခုနဲ့ဈေးဝယ်စင်တာတစ်ခုမှာပိတ်မိနေသူတွေကိုအပြက်စီးပုံတွေအောက်မှာလိုက်လံရှာဖွေနေပါတယ်။ငရေလှုပ်ပြီးချင်းနိုင်ပိုင်းအတွင်းမှာပဲအဲ့ဒီဈေးဝယ်စင်တာထဲမှာပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။လူထောင်ပေါင်းများစွာကယ်ဆယ်ရေးစခန်းတွေမှာနေကြရဆဲဖြစ်ပြီးအိမ်အတော်များများလည်းလျှက်စစ်မီးတွေပြတ်တောက်နေဆဲဖြစ်ပါတယ်ရှင်။တခါစပိန်နဲ့ပြင်သစ်နိုင်ငံမှာစတုတ္ထမြောက်အပူလိုင်းတန်ကြောင့်အပူချိန်40ဒီဂရီအထက်ပူပြင်းနေပြီးနောက်ထပ်တောမီလောင်မှုတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။ပြင်သစ်နိုင်ငံမှာဂျီရွန်ဒေတာကအဆိုးဝါးဆုံးတောမီတွေကိုအခုခါထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပေမဲ့မိသက်သမား2000ကျော်ကခုချိန်ထိဆက်လက်မီးငြိမ်းသက်နေကြဆဲဖြစ်ပါတယ်။အိန္ဒိယစပိန်နိုင်ငံမဒရစ်မြို့နာကတောမီကြီးတစ်ခုကိုထိန်းချုပ်ဖို့ကြိုးပမ်းမှုတွေမှာတိုးတက်မှုတွေရှိလာနေတယ်လို့စပိန်ဝန်ကြီးချုပ်ပက်ထရိုဆန်ချက်စ်ကပြောပါတယ်။ဒါပေမဲ့လာမယ့်12နာရီကအဆုံးဖြတ်ပေးမဲ့အချိန်ဖြစ်တယ်လို့သူကပြောသွားပါတယ်။မဒရစ်မြို့တော်ရဲ့အနောက်ပိုင်းရပ်ကွက်15ခုမှာနေအိမ်တွေကနေထွက်ခွာကြဖို့ညွှန်ကြားထားချက်တွေကိုအင်္ဂါနေ့ကပြန်ရုပ်သိမ်းခဲ့ပါတယ်ရှင်။ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှ်မီးယားပြည်နယ်ဘက်ခြမ်းကမီယာပူမြို့မှာလက်တလောရပိုင်းတွင်ဆန္ဒပြသူတွေနဲ့လုံခြုံရေးအဖွဲ့တွေကြားထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားနေရမှာဈေးဆိုင်တွေပိတ်ထားပြီးအင်တာနက်တွေလည်းရတစ်ချက်မရတစ်ချက်ဖြစ်နေပါတယ်။အဲဒီကဒေသန္တရလွှတ်တော်မှာဒေသခံကိုယ်စားလှယ်တွေပုံမခန့်ထားရေးကိုဆန္ဒပြသူတွေကတောင်းဆိုနေကြတာဖြစ်ပါတယ်။ရွေးကောက်ပွဲပထမအကြော့ကျင်းပတဲ့တနင်္လာနေ့မှာအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ရဲရရှိသူသေဆုံးခဲ့ပြီး4ဦးဒဏ်ရာရခဲ့တယ်လို့လုံခြုံရေးတပ်ဖွဲ့ကပြောပါတယ်။ဆန္ဒပြမှုတွေကိုဥဆောင်နေတဲ့ Joint Awami Action Committee ကလည်းသူတို့ကိုထောက်ခံအားပေးသူတွေက18ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်ရှင်။